ရင်ဘက်အလယ်မှာရှိတဲ့ရင်ညွန့်ရိုးကိုတစ်စက္ကန့်လောက်အာရုံစိုက်ကြည့်လိုက်ပါဒီရိုးရှင်းတဲ့အပြုအမူကခန္ဓာကိုယ်ကိုချက်ချင်းပေါ့ပါသွားစေမဲ့လျှို့ဝှက်ချက်ဖြစ်ပါတယ်လူတော်တော်များများဟာကိုယ်နေဟန်ထားမှန်ကန်ဖို့အတွက်ကြောရိုးကိုဆန့်ထုတ်ရမယ်လို့ထင်နေကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့ခန္ဓာကိုယ်တွေကရင်ညွန့်ရိုးလို့ခေါ်တဲ့အစိတ်တစ်ပိုင်းကိုမှန်ကန်စွာအသုံးချတတ်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်လမ်းလျှောက်တဲ့အခါဒါမှမဟုတ်မတ်တရက်တဲ့အခါမြန်မြန်ပန်းလာရတဲ့အဓိကအကြောင်းရင်းကကမ္ဘာဆွဲအားကြောင့်ဖြစ်ပါတယ်ဒီအားဟာခန္ဓာကိုယ်ကိုအပေါ်ကနေအောက်ကိုအမြဲတမ်းဖိနှိပ်ထားတာပါဒီဖိအားကိုကြွက်သားတွေနဲ့အတင်းအဓမ္မပြန်တွန်းကန်နေမဲ့အစားရင်ယုံရိုးကိုအာယုံစိုက်ပြီးခန္ဓာကိုယ်ရဲ့တိဆောက်ပုံကိုပြောင်းလဲလိုက်ရင်အလေးချိန်မရှိသလိုပေါ်ပါသွားတာကိုခံစားရမှာဖြစ်ပါတယ်စာရေးဆရာအိုကူနာကာကခန္ဓာကိုယ်ကိုအဆောက်အအုံတစ်ခုလိုတင်စားပြထားပါတယ်အဆောက်အအုံတွေမှာဒေါင်းလိုက်တိုင်တွေအပြင်စောင်းလျက်တက်ဆင်ထားတဲ့ထောက်တိုင်တွေကပိုပြီးခိုင်ခန့်စေသလိုမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရင်ယို့ရိုးကနေတင်ပါဆုံရိုးစီကိုအပေါ်ဘက်80ဒီဂရီစောင်းလျက်ရှိတဲ့အားတစ်ခုရှိနေတယ်လို့စိတ်ကူးကြည့်ပါဒီစိတ်ကူးလေးတစ်ခုတည်းနဲ့တင်ကြောရိုးမှာရှိတဲ့ဝင်တို့ဝင်ပိုးတွေချက်ချင်းလျော့ကျသွားမှာဖြစ်ပါတယ်ကြောရိုးကိုစမ်းထုတ်ရမယ်ဆိုတဲ့အယူအဆဟာမှားယွင်းနေတတ်ပါတယ်တကယ်တော့ရင်ညွန့်ရိုးကိုအပေါ်ဘက်80ဒီဂရီကိုဦးတည်ပြီးအာယုံစိုက်လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းနဲ့အောက်ပိုင်းကအားတွေဟာကြောရိုးစီကိုစုဆုံလာပါတယ်ဒီလိုဖိသိပ်မှုကြောင့်ကြောရိုးဟာပုံမှန်ရှိရမယ့် S ပုံသဏ္ဍာန်ကွင်းညွှတ်မှုကိုရရှိသွားပါတယ်ဒါဟာကြောရိုးကိုပိုပြီးခိုင်ခန့်စေသလိုကြွက်သားတွေမှာဖြစ်တတ်တဲ့နာကျင်ကိုက်ခဲမှုတွေကိုလည်းပျောက်ကင်းစေပါတယ်ရင်ယို့ရိုးလေးကျင်ကန်းဟာအရန်ကိုရိုးရှင်းပြီးထိရောက်ပါတယ်ဒူးထောက်ပြီးလက်နှစ်ဖက်ကိုဘေးကိုဖြန့်ထားကလက်ဖွားကိုအပြင်ဘက်ကိုလှည့်ထားရမှာဖြစ်ပါတယ်အဲ့ဒီနောက်ရင်ယို့ရိုးကိုအခြေပြုပြီးရင်ဘက်ပိုင်းကကြောရိုးတွေကိုအနှင်းငယ်နောက်ကိုကွေးပြီးပါဒီလိုလှုပ်ခြင်းအပြင်တောင့်တင်းနေတဲ့ကြောရိုးတွေပြေလျော့သွားပြီးခန္ဓာကိုယ်ထဲကအင်္ဂါတွေရဲ့လှုပ်ဆောင်ချက်ကိုလည်းတိတိတတာကောင်းမွန်လာစေပါတယ်တင်ပါဆုံရိုးဟာခန္ဓာကိုယ်ရဲ့ဗဟိုချက်ဖြစ်တယ်လို့ရင်ယွန့်ရိုးနဲ့လည်းဓာတ်ရိုက်ဆက်ဆက်နေပါတယ်ရင်ယွန့်ရိုးကိုအပေါ်ကိုမြင့်လိုက်တဲ့အခါတင်ပါဆုံရိုးဟာလည်းတဘာဝအတိုင်းရှေ့ကိုအနှဲငယ်လေပတ်သွားပါတယ်ဒီဆက်ဆက်မှုပြည့်ယွင်းသွားရင်ခါနာတာနဲ့ကြောကုန်းတာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်စောင့်ကြောင့်ထိုင်တဲ့အလိကျင့်ဒါမှမဟုတ်တင်ပြင်ခွေထိုင်တဲ့အခါမှာရင်ယွန့်ရိုးကိုအမြဲအာယုံစိုက်ပြီးဖို့လိုပါတယ်ကြောကုန်းပြီးထိုင်နေတဲ့အခါလက်မောင်းတွေရဲ့အလေးချိန်ဟာ1 byte ထဲကအင်္ဂါတွေကိုတွားပြီးဖိထားသလိုဖြစ်နေပါတယ်ဒါကြောင့်အစာချေစနစ်ညံ့ဖျန်းတာနဲ့နေထိုင်မကောင်းတာတွေဖြစ်လာတာပါရင်ညွန့်ရိုးကိုမြင့်ထားတဲ့အခါ1 byte အတွင်းမှာနေရာလွတ်တွေရလာပြီးအင်္ဂါတွေဟာသူတို့ရဲ့အလုပ်ကိုအပြည့်အဝလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ဒါဟာတင့်ကိုအတွင်းကနေအပြင်အထိကျမ်းမာနုပြိုလာစေမဲ့နီးလန်းပဲဖြစ်ပါတယ်အခုပြောပြခဲ့တဲ့ရင်ညွန့်ရိုးကိုအာယုံစိုက်တဲ့နီးလန်းဟာလေ့ကျင့်ခန်းလုပ်ချိန်တင်မကပဲနေ့စဉ်မတ်တက်ရက်တဲ့အခါတိုင်းကျင့်သုံးလို့ရပါတယ်ကြွက်သားတွေရဲ့အားကိုအလွန်အကျွံသုံးမဲ့အစားအယိုးတီဆောက်ပုံကိုအသုံးချပြီးရက်ကြည့်ပါအစပိုင်းမှာတော့ခက်ခဲနိုင်ပေမဲ့ကျင့်သားရလာတဲ့အခါလမ်းလျှောက်တာကအစအရင်ကထက်အများကြီးပိုပြီးပေါ့ပါသွားတာကိုခံစားရမှာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့တဘာဝတီဆောက်ပုံကိုနားလည်ပြီးအသုံးချတတ်ခြင်းကရေရှည်ကျန်းမာရေးအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်